Hello အားလုံးပဲမြင်ကြပါဒီနေ့မအေးဝင်းဆိုတာအမတယောက်မေးထားတဲ့ဒီဘတ်ငွေ11500ဘတ်ကိုမြန်မာငွေဘယ်လောက်ရလဲဆိုတာကိုကျွန်တော်ဒီနေ့လာပြီးတော့တွားပြပေးမှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့အတူတူကဏ္ဍပေါင်းဆက်ကိုတွားကြည့်ကြရအောင်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အတူတူကဏ္ဍပေါင်းဆက်တွေကိုတွားမယ်ကဏ္ဍပေါင်းဆက်တွေကိုတွားပြီးလို့ရှိရင်ဘတ်ငွေ11500ကိုမြန်မာငွေဘယ်လောက်ရလဲသိချင်တယ်ဆိုရင်ကျွန်တော်တို့11000အစား3.3.3ဒါပြီးဒီနေ့ပေါက်စေရ985ဒါဆိုရင်14,83,800ကျပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘတ်ငွေ11500ဘတ်ကိုမြန်မာငွေ14,83,800ကျပ်ရမှာဖြစ်ပါတယ်ထိုင်းဘတ်ငွေ11500ဘတ်ကိုမြန်မာငွေ14,83,800ကျပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးငွေတွက်နီးနဲ့ပတ်သက်ပြီးကိုသိချင်တာလေးတွေရှိရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment တိုင်းမှာမေးသွားလို့ရပါတယ်ကျွန်တော် comment တိုင်းကိုပြန်ပြီးတော့ဒီလိုမျိုးဗီဒီယိုလေးနဲ့ဟုတ်ကဲ့အခုလိုမျိုးငွေတွက်နီးနဲ့ပတ်သက်ပြီးကိုသိချင်တာလေးတွေရှိရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment တိုင်းမှာမေးသွားလို့ရပါတယ်ကျွန်တော် comment တိုင်းကိုတတိချာချာလေးပြန်ပြီးတော့ပြန်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်ဆောင်ကြရအောင်